အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အကြိုက်တုံးပွဲအမြဲတမ်းတင်ပေးနေကြဖြစ်တဲ့ MCFC Insider 3.0 YouTube channel ကနေညီကိုတွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါညီကိုတွေမနေ့ကလည်းအစီအပေးကြမယ်လို့ထင်ပါတယ်ကျွန်တော် YouTube မှာပေးတဲ့တုံးပွဲမှာတော့ကျွန်တော် BB ကတပွဲတော့ကြာသွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော် Telegram channel မှာပေးတဲ့လက်ဆောင်ပွဲအဆင်ပြေခဲ့တယ်ပေါ့နော်စောစောစီးစီးပဲဒါကြောင့်ကျွန်တော် Telegram channel ကို join လုပ်တင်နေဆိုတာကကျွန်တော်ဒီမှာကြတုံးပွဲပေးတာပေါ့နော် Telegram channel မှာကြကျွန်တော်ကြိုက်ပွဲဖြစ်တဲ့တပွဲလေးတင်ပေးတာဆိုတော့အဲ့လိုမျိုးဟို join တိုင်တွေတော့ပိုအဆင်ပြေရပါနေ့ကျွန်တော်ဒီ member မိုင်းလည်းတုံးပွဲပေးတုံးပွဲလုံးဝင်ခဲ့တယ်ပေါ့နော် special one မိုင်းလည်းဟိုအပြည့်ဝရခဲ့တယ်လို့นี่မောင်းမှာပေါက်ခဲ့တယ်ပေါ့နော် special one ဆိုကျွန်တော်3နှစ်မောင်းလေးပဲလက်ဆောင်ပေးရပေါ့နော်အဲ့ပွဲလည်းအဲ့ရလည်းမောင်းမှာပေါက်ခဲ့တယ်ဆိုတော့မနေ့ကတော့ဟိုအဆင်ပြေခဲ့တယ်ပေါ့နော်ကျွန်တော်နောက်ဆုံး9ရက်မှာ10ရက်တီအဆင်ပြေတယ်ဗျာကျွန်တော်ဂျားထဲမှာတက်ရက်ပဲပေါ့နော်ပြား44ပဲရှုံးဘူးတယ်ပေါ့နော်ဒီနောက်ဆုံး9ရက်မှာ10ရက်ဝင်ပေါ့နော်တက်ရက်ပဲပြား40ကျတယ်ဒီနေ့မှလည်းကျွန်တော်ဒီ3ပွဲတော့ရွေးချယ်ထားတယ်ပေါ့နော်ဒီနေ့3ပွဲကကျွန်တော်ဒီချန်ပီယံလိခြေစစ်ပွဲတွေတကပဲ3ပွဲလို့ရွေးချယ်ပေးထားတယ်ဒီတော့သွားလာအောင်ပါနော်ဘာမှမကြည့်ရင်ကျွန်တော်ဒီ YouTube channel လေးကို like subscribe လုပ်ပေးခဲ့အောင်ညွှန်လို့ပါတယ်ဒီကျွန်တော်ဒီဗီဒီယိုအောက်မှာကျွန်တော် Telegram link ချထားပြီးရနော်အဲ့ကနေစင်ဝေရောက် join ထားလို့ရပါတယ်ဒီတော့သွားလာအောင်ပါနော်ပထမဆုံးပွဲအနေနဲ့ကဒီဖာနာဘာဂျီနဲ့ line ဒီပွဲမှာလက်ရှိပေးထားတဲ့ဂျီတန်ရဖာနာဘာဂျီတို့ကနေပြီး level 90ရောင်းပေးထားတယ်ကိုပေါင်းကြီး3လုံးပလက်50ဆိုတဲ့အနေထားပေးထားတယ်ဒါက Champion League Final နောက်ဆုံးဆင့်ရောက်သွားပြီပေါ့နော်နှစ်ကြော့ကန်မယ်နိုင်တဲ့တင်အား Champion League ကန်ခွင့်ရမယ်ပေါ့နော်ရှုံးတဲ့တင်အားတော့အော်စင်ကြမယ်ပေါ့နော်ဒီကိုလက်ရှိပေးထားတဲ့ခြေတန်းရတော့ဟိုမြတ်တဲ့ခြေတန်းပေးထားတယ်ဗျာတူရကီကလပ်တွေတူရကီရဲ့မြေပေါ်မှာသူကောင်းတာဆိုတာလူတိုင်းသိတယ်ဗျာဟိုလက်ရှိလူစင်းဆိုလဲတော်တော်တောင်းတောင်းတင်းတင်းရှိတယ်တိုက်စမှာဆိုလို့ရှိရင်လည်းဗျာအဆန်စီယိုတို့လိုတယ်လီစကာတို့လိုပြီးရင်တော့ဒီမော်ရီကွီတို့တော်တော်ကိုကောင်းတယ်လို့ဖြစ်ဗျာဂရင်းဝူတို့လိုကွင်းလယ်မှာဆိုလို့ရှိရင်လည်းဗျာဂွမ်ဒူစီတို့ရှိတယ်ဗျာဂွမ်ဒူစီပရက်ကတော့မရှိတော့ဘူးဗျာဂွမ်ဒူစီတို့ရှိတယ်ခန်းသက်မှာဆိုလို့ရှိရင်နတန်ကီတို့စကာနီယာတို့တော်တော်ကိုကောင်းတယ်လူစင်းပိုင်ဆိုင်ထားတာဗျာဟိုတစ်ဖက်ကလိုင်ယောကတော့ဒီအဝေးကွင်းပေါင်ဆိုနည်းနည်းလေးအားနဲ့တမှာပါတယ်ဒီနောက်ဆုံးတဲ့ပေါ့နော်ချန်ပီယံလိဒီစစ်မြောက်ခင်နောက်ဆုံးကန်တော့ကလည်းတို့ချက်ရဲ့အင်ကွင်ပေါ့နော်စပါတာပရာဂါရဲ့အင်ကွင်မှာသူတို့2-1နဲ့ရှုံးခဲ့တာတော့ရှိတယ်ဒါပေမဲ့အဲ့ပွဲကသူတို့ကဟိုဖွင့်စော်ခဲ့ရတဲ့အနေထားကြောင့်သူရှုံးခဲ့တာပေါ့နော်ဒီပွဲမှာတေးကြတာကဖာနာဘာဂျီတို့ကဖွင့်စော်မှာဗျဖာနာဘာဂျီတို့ကဒီသူတို့ရဲ့လိမှာကိုပဲသူတို့ကဖွင့်စော်လို့ရှိရင်ခန်းစမကောင်းတဲ့အတင်းတွေထဲမှာပါတယ်ဂလာတာစာရီတို့ဖာနာဘာဂျီတို့ညီကိုတွေမနစ်ကလည်းတတိထားမိမှာပါသူတို့ရဲ့အင်ကွင်မှာဆိုလို့ရှိရင်အတင်းကြီးတွေဆိုရင်တော့ဒုက္ခပေးနေပြီမယ်အလေလက်အတင်းတွေဆိုရင်သူတို့အမြဲတမ်းတိုင်ပတ်တယ်ပေါ့နော်မနစ်ကဆိုလို့ရှိရင်လည်းနော်တာဖော်တော့ကိုအင်ကွင်မှာကိုပြက်ကြီးရှုံးလာတယ်ပါလေကြည့်မှာဆိုရင်သူတို့ကအဲ့လိုပဲဗျသူတို့ရဲ့ play style ကအဲ့ပုံစံပေါ့နော်ဒီနေ့မှာတေးကြတဲ့ခုကဖာနာဘာဂျီတို့ရဲ့လက်ရှိတိုက်စစ်ဗျာတယ်လီစကာတို့ပြီးရင် green wood တို့လိုကွင်းလယ်မှာဆိုရင်ကန်ဒီတို့ဒီကစားသမားမာရီဂီတို့နဲ့ကကိုယ်ကမရောက်မှုရမှာတေးကြတယ်ဗျဟိုတစ်ဖက်ကလိုင်ယောကလည်းလိုင်ယောကလည်းဗျအခုလက်ရှိတိုက်စစ်မှာဆိုလို့ရှိရင်လည်းတကယ်ကောင်းတဲ့ကစားသမားရှိတယ်ဗျာတိုက်စစ်မှာဆိုလို့ရှိရင်လည်းအခုဆိုလို့ရှိရင်ဥပန်တာဥဆောင်တဲ့တိုက်စစ်ကိုဘေးနှစ်ဖက်မှာဖိုပါနာတို့ရှိရပြီးရင်တိုလီဆိုတို့လိုပလေယာတွေရှိတယ်ဒီကစားသမားစုဖွင့်နေရလဲကိုရအောင်တွင်းနိုင်တဲ့တိုက်စစ်ရှိရလို့ကျွန်တော်တို့မြင်တယ်ဒီဘက်မှာ3လုံးပလက်50ဆိုတာကျွန်တော်ဗီဒီယိုလုပ်နေတဲ့အချိန်ပေါ့နော်မနေ့ကင်းချိန်ကြောင့်ဒီလိုမျိုးပေးထားတယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ဒီဘက်မှာနှစ်ဖက်တွင်းကိုမြင်ရမယ့်ပွဲလို့ကျွန်တော်မြင်တယ်ပေါ့နော်ဒီဘက်ကဟိုဘယ်လိုပြောရမလဲဟိုဖာနာဘာဂျီတို့ကလည်းအိမ်ဝင်းအားတာချက်ရှိတာဖြစ်တဲ့အတွက်အိမ်ကွင်းမှာလောကအနိုင်အတွက်ဖွင့်ကထားမှရမယ်။ဘာကြောင့်လဲဆိုတော့လိုင်ဝင်းအိမ်ကွင်းတော့ကြိုက်ဒီကောင်နေနိုင်မှုဆိုတော့လွယ်နေမှာမဟုတ်ဘူး။ဒါပေမဲ့ဖာနာဘာဂျီတို့ကအခုလက်ရှိသူတို့လိမာတာဂိုးတွေဟိုဘယ်လဲဒီချန်ပီယံလိမာတာဂိုးတွေမပေးရတာဗျာ။သူတို့လိမာတာဂိုးတွေတန်းပေးရတယ်ပေါ့နော်။ချန်ပီယံလိသူကန်ခဲ့တဲ့ခြေစစ်ပွဲတွေမှာဆိုလို့ရှိရင်သူခေါ်နစ်ကိုတကိုးပေးထားတာလွယ်လို့ရှိရင်ဗျာ။ဟိုကျန်တဲ့ပွဲတွေဒီကျန်တဲ့တုံပွဲမှာဂိုးလုံးဝမပေးထားဘူး။စတူဒီယန်ဂရက်ကိုလည်းလုံးဝတကိုးမှမပေးဘဲကစားထားလို့ခေါ်နစ်ကိုလည်းတကိုးပဲပေးထားတယ်။လိုင်ယောကတော့ဒီကတည်းကသူတို့ကဒီနောက်ဆုံးအဆင့်ဒီအဆင့်မရောက်ခင်တစ်ဆင့်မှာကန်ရတာပေါ့နော်။သူတို့ကတော့နှစ်ကြောင်မှာဝေးကွင်းမှာတကိုးပေးတယ်ဗောနော်အိမ်ကွင်းမှာတော့ဂိုးမပေးအောင်ကန်ထားတယ်ဒီပွဲမှာတော့တေးကြတယ်ခုကတော့ဖာနာဘာဂျီကိုဂိုးပေးရမယ်လို့ကိုကျွန်တော်မြင်တယ်ဗျာလက်ရှိဖာဒီလိုင်ယောရဲ့တိုက်စစ်ကဂိုးမရစရာမရှိဘူးလို့ကျွန်တော်ထင်တယ်ဖာနာဘာဂျီတို့ကလောပွဲစားဖိစော်မှာဗျာဖိစော်ပြီးတိုက်စစ်ဖွင့်စော်မယ်ဟိုအဲ့လိုမျိုးနေထားတယ်ကောင်တာပရက်ဆင်းဒီဖိုပါနာတို့လိုဥပန်တာတို့ကလောကောင်တာပရက်ဆင်းကောင်းတယ်ဗျာဒီကစားသမားတွေကမှနှစ်ကလည်းမြင်ခဲ့ပြီးဗောနော်ဖိုပါနာဆိုမနေ့က injury ဖြစ်ခဲ့လို့ဒီကစားသမားလေးကောင်းကောင်းတည်တယ်ဥပန်တာဆိုလို့ရှိရင်လည်း license မှာဘယ်လောက်လုပ်ပြခဲ့လဲတည်တော့ဒီကစားသမားစုဖွဲ့နေရလဲဂိုးရမှာတည်ကြတယ်လို့ကျွန်တော်နှစ်ဖက်တွေ့ကိုရှိနိုင်တာကြောင့်ဒီဘက်ကိုတော့ကျွန်တော်ကိုကောင်းအပေါ်ကိုကြိုက်ပါတယ်အချိန်မျိုးတုံးကိုပြစ်နိုင်တယ်လို့ကျွန်တော်ထင်တယ်ညီကိုလေးစောပြကျွန်တော်ဒီနေ့နေမကောင်းဖြစ်နေတော့အတန်းအနေနဲ့တစ်မျိုးဖြစ်နေရောဗောနော်နေမကောင်းတယ်ဗျာညီကိုလေးအဆင်ပြေအောင်လို့ဗီဒီယိုတော့လုပ်ပေးလိုက်တယ်ဗျာကဲဒုတိယပွဲသွားလောက်အောင်ဗောနော်ဒုတိယပွဲအနေနဲ့ကတော့ကျွန်တော်ဒီလက်စကီဆိုဗီယာနဲ့ AK18 ပေါ့နော်ဒီပွဲမှာလက်ရှိပေးထားတဲ့ခြေတန်းရတဲ့ပြောင်းပေးထားတယ်ကိုပေါင်းကြီး2-80ဆိုတဲ့အနေထားပေးထားတယ်လက်စကီဆိုဗီယာတော့ဒီဘူဂေရီးယားကလပ်ပေါ့နော်ဘူဂေရီးယားကလပ်လက်ရှိဘူဂေရီးယားလိမှာဆိုလို့ရှိရင်လည်းဟိုဒီအဖွင့်ပွဲ၄ပွဲကစားတာ၄ပွဲလုံးနိုင်ထားတယ်မနစ်ကရတဲ့တို့ဘူဂေရီးယားလိမှာချန်ပီယံဖြစ်ထားတဲ့အတင်းပြဟိုအင်ကွင်းဖောင်တော်တော်လေးကောင်းတဲ့ထမှာပါတယ်ပေါ့နော်ခုနေ့ကဒီချန်ပီယံလိတွေ့ကန်ထားတဲ့အနေထားမှာဆိုလို့ရှိရင်လည်းတို့ကအင်ကွင်းမှာဆိုလို့ရှိရင်လည်း current MD ကိုနိုင်ကန်ထားတယ်ပြီးရင်တော့ဒီရိုမေးနီးယားကလပ်ပေါ့နော် University ကိုလည်းကန်ထားတယ်ဒါပေမဲ့သူတို့တွေ့ခဲ့တာအသိငယ်တွေဗျဟိုဘယ်လိုပြောမလဲချန်ပီယံလိအတွေ့အကြုံမရှိဥရောပအတွေ့အကြုံရမ်းမကျင်းတဲ့အသင်းတွေနဲ့တွေ့ခဲ့တာဗျ
လက်ရှိ AK18 လို့ဆိုတာ Greek ကလပ်တွေဗျာ AK18 တို့ပြီးရင်တော့ဒီ Olympia Core တို့ဘာလို့ဆိုတာကျွန်တော်ညီငွေလေးရင်းနှီးပြီးသားတွေပါဒီတင်းတွေကဥရောပမှာအမြဲလို့တွေ့နေကြအသင်းတွေဗျာဒီတင်းကအခုအစ်စ်မှာဝင်ကန်ရတာဗျာဟိုဒီလက်ရှိ AK ဒီ18ရဲ့လူစင်းရကြည့်မှဆိုလို့ရှိရင်လည်းမစိုးလာတဲ့လူစင်းတွေရှိတယ်တိုက်စစ်မှာဆိုလို့ရှိရင်လည်းတကယ်ကောင်းတဲ့ပလီယာတွေဗျာလူကာဂျိုဘစ်တို့လိုတချင်းကရေးမထွက်တိုက်စစ်ကစားသမားပေါ့နော်လူကာဂျိုဘစ်တို့လိုကစားသမားရရှိတယ်ပြီးရင်ကွင်းလေရပေါ့နော်မနေ့ကရာဒီဝူဘက်မှာအကောင်းဆုံးခြေသွမ်းပြခဲ့တဲ့မာဂျာတို့ဘာလို့လဲအဲ့မှာရောက်နေတယ်ဗျာဟိုတော်တော်လေးလူစင်းရတောင်းနေရှိရလို့ပြောလို့ရတယ်လက်ရှိခေါ်ယူအပြစ်မှုတွေမှာလည်းအင်နာမီလန်ကခံစစ်ကစားသမားတွေလည်းခေါ်ယူအပြစ်ထားတယ်ပြီးတော့ဒီမနေ့ကဒီ Trezor Sport မှာအကောင်းဆုံးခြေသွမ်းပြခဲ့တယ်ဗျာယူကရိန်းကစားသမားဆူကော့ဆိုတဲ့ကစားသမားကိုလည်းခေါ်ယူအပြစ်ထားတော့ဒီကစားသမားစုဖွဲ့နေတာကျွန်တော်တို့ဒီဘူဂေရီးယားကလပ်နဲ့ပြုတ်နိုင်တဲ့နေတာမရှိဘူးလို့ကျွန်တော်ထင်တယ် AK18 တို့ဆိုတာဗျာဒီအတင်းနဲ့ရှင်လို့ရှိရင်လောကခွာကြီးအတင်းကြီးစင်းနဲ့မှာပါတယ်ဒီအတင်းနဲ့ရှင်ပေါ့နော်ဒီလူကာဒီ let's get Sophia တို့ဘာလို့ဆိုတာခုနှစ်မှာကောင်းကောင်းတည်တဲ့အတင်းတွေဗျာဒါကြောင့်ဒီဘက်မှာလည်းကျွန်တော်တို့ဝေးခွင့်လာကစားတွေဖြစ်ပေတဲ့ကျွန်တော် AK18 တို့မရှုံးနိုင်ဘူးလို့ကျွန်တော်ထင်တယ်ပေးတာတကြည့်တာလည်းတဲ့ဖြစ်တော့ဒီဘက်ကတေးဖြစ်ဖို့လည်းများတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီဘက်ဥပမာ11တို့ CC တို့ C1 အဲ့လိုမျိုးပုံစံမျိုးနဲ့ပြီးဖို့လည်းများတယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ကျွန်တော်တို့ကိုပေါင်းကြီးကိုရှောင်ပြီး body weight ရေးချက်ပေးချင်ပါတယ်ကျွန်တော်ဒီဘက်မှာဝေးခွင့် AK18 ဝယ်ကြိုက်ပါတယ်မရှုံးနိုင်ဘူးလို့ကျွန်တော်ထင်တယ်ဗျာတေးတော့ကန်နိုင်မယ်လို့ကျွန်တော်ထင်တယ်တကယ်လို့ let's get Sophia တို့ကိုရတွားရင်လည်း AK18 တို့ကိုပြန်တွင်းနိုင်တဲ့တိုက်စစ်ရှိရလို့ကျွန်တော်မြင်သလို AK18 တို့ကိုရတွားမယ်ဆိုရင်တော့ let's get Sophia တို့ကဖိစော်လေးခန်းစစ်ပွင့်လေးဖြစ်မယ်လို့ကျွန်တော်မြင်တဲ့ဒီဘက်မှာတော့ကျွန်တော်ဝေးခွင့် AK18 body လေးကိုပဲကျွန်တော်ကြိုက်ပါတယ်ပေါ့နော်နောက်ဆုံးပွဲသွားလာပါနောက်ဆုံးပွဲကတော့ Dynamo Sakura နဲ့ Viking ဒီပွဲမှာလက်ရှိပေးထားတဲ့ခြေတန်းရ Dynamo Sakura တို့ကနေပြီးတော့ 1+60 ပေးထားတယ်။ကွန်ကြီး3+30ဒီပွဲကဒီဟိုကြည့်ကောင်းမဲ့ထဲမှာပါတယ်ဗျဒီနေ့3ပွဲထဲမှာပေါ့နော်။ဘာကြောင့်လဲဆိုတော့လက်ရှိဒီ Dynamo Sakura ဆိုတာလေ Croatia ကလပ်ဗျ Croatia မှာတင်းကြီးဖြစ်တယ်ပြီးရင်ဒီ Champions League ပွဲတွေမှာဆိုလို့ရှိရင်သူကအိမ်ကွင်းမှာဆိုရင်တကယ်ကောင်းတာဗျသူက2ဆင့်ကန်ခဲ့ပြီးနော်။ပထမအဆင့်မှာဆိုလို့ရှိရင်တော့ဒီတွန်းပေါ့နော်။ဆွစ်ဇာလန်ကလပ်တွန်းတင်းကိုဝေးကွင်းမှာတေးကန်တယ်အိမ်ကွင်းမှာ3-2နဲ့နိုင်တယ်။နောက်တင်းကတော့ဒီလက်တင်နီးယားကလပ်ကိုပေါ့နော်အိမ်ကွင်းဝေးကွင်းနှစ်ကြော့အနိုင်ကန်ပြီးတော့ဒီဆင့်ကိုတက်လာတာအခုလက်ရှိအမှန်တကယ်ပြောရလို့ရှိရင် Viking ဆိုတာကောင်းပါတယ်နော်ဝေးလီမှာတကယ်ကောင်းတဲ့တင်းထဲမှာပါတယ်လက်ရှိမှာဆိုလို့ရှိရင်လည်းအဆင့်2မှာရောက်နေဗျဘိုဒိုကလစ်နဲ့တမှတ်ကွာနဲ့အောက်မှာရောက်နေတယ်ဟိုဒါပေမဲ့ဟိုသူကလည်းစူးစမ်းမှာဗျသူကစူးစမ်းမယ်ဆိုတာသူကလည်းမနစ်ကဘိုဒိုကလစ်လုတ်ပြတယ်လို့မျိုးသူလုတ်ပြခြင်းနဲ့စိတ်ရှိမှာပဲဒါပေမဲ့သူကအိမ်ကွင်းပဲကောင်းတာဗျအဝေးကွင်းဆိုအားနည်းချက်တွေရှိတယ်သူတို့ကဒီဆင့်မှာဝင်ကန်ရတာပေါ့နော်ဒီဆင့်မှာဝင်ကန်ရတာဟိုမနစ်ကရာဒီကဆိုလို့ရှိရင်တော့နော်ဝေးလီမှာဆိုလို့ရှိရင်သူချန်ပီယံဖြစ်ထားတဲ့အတင်းပေါ့နော်ဘိုဒိုကလင်ကိုကြော်ပြီးချန်ပီယံဖြစ်တာလည်းအကြောင်းဖြစ်တာကြောင့်သူတို့ကနောက်ဆုံးစစ်မှာဝင်ကန်ခွင့်ရတယ်။အခုလက်ရှိဟို Dynamo Sakura ရဲ့အင်္ဂလိပ်ကန်မှာဆိုတော့ Viking တွေအများကြီးလုပ်ပြနိုင်မှုလို့လွယ်မယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီလက်ရှိ Viking ရဲ့ကစားပုံအစုအဖွဲ့ကကျွန်တော်တွန်းလောက်ကောင်းတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်တွန်းရဲ့လက်ရှိတိုက်စစ်ကစားပုံဘာညာလောက်ကောင်းမယ်လို့ကျွန်တော်မထင်ဘူးတွန်းလို့တင်ဟိုတောင်ပြအိမ်ကွင်းမှာအသာစီး PPCC ကစားနိုင်ခဲ့တဲ့ဟို Dynamo Sakura တို့ကလက်ရှိ Viking ကိုအိမ်ကွင်းမှာတလုံးနဲ့မနိုင်သေးအကြောင်းမရှိဘူးလို့ကျွန်တော်မြင်တဲ့အတွက်ဒီပွဲမှာတော့ကျွန်တော်တော့ Asian ဒီ Dynamo Sakura body လေးကိုပဲကြိုက်ပါတယ်ဒီနေ့ကတော့ video နည်းနည်းတုံမပြတော့ညီကိုကျွန်တော်လည်းနေတိတ်မကောင်းတော့ကျွန်တော်ခတ်တုတ်ပဲလုပ်ပေးလိုက်တယ်ဒီနေ့မှာကျွန်တော်တုံးပွဲရေးချက်ထားပြီပေါ့နော်အဲ့တုံးပွဲမှာကျွန်တော်ပထမဆုံးပွဲအနေနဲ့ကတော့ကျွန်တော်ပါနာပါချီနဲ့လိုင်အောင်မှာကျွန်တော်ကိုပေါင်းပေါ်ကြိုက်တယ် Let's get Sophia နဲ့ AK18 မှာကျွန်တော် AK18 body လေးကိုကြိုက်ပြီးနောက်ဆုံးပွဲဖြစ်တဲ့ Dynamo Sakura နဲ့ Viking မှာ Dynamo Sakura body လေးကိုကြိုက်ပါညီကိုအားလုံးပဲအဆင်ပြေကြပါသေးဗျ